ဒီနေ့မှာတော့ပုံမှန်အေးရဖုန်းတွေထဲဒီဇိုင်းမိုက်ပြီး display ပါတဲ့အပြင်အခြားသောဖန်ဆင်းမှုပါအစုံပါတယ် W06 Pro လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီနှစ်ချက်လေးရဆိုရင်တော့တရှင်းနှထောင်လို့ရတဲ့အပြင်တက်ဆက်ခွင့်ကိုအသုံးပြုပြီးတော့ TikTok မှာတရှင်းကြော်တာအသက်ပေးတာမျိုးတွေအတန်အတိုးအရှော့လောက်တာမျိုးတွေပျောက်နေတဲ့နှစ်ချက်ကိုရှာတာမျိုးဖုန်းကင်မရာနဲ့ချိတ်ဆက်ပြီးဓာတ်ပုံရိုက်တာမျိုးအပြင် Right Resolution လို့ခေါ်တဲ့အတန်စစ်ထုတ်တဲ့စနစ်ကိုလည်းဒီနှစ်ချက်လေးရဲ့တက်ဆက်ခွင့်မှာအပိတ်အခွင့်လုပ်လို့ရပါတယ်။ကိုကြိုက်တဲ့ music ကိုလည်း classic, normal, raw, sport, jazz ဆိုပြီး၅မျိုးပြောင်းလဲပြီးတော့လည်းနားဆင်လို့ရပါတယ်။လမ်းခွင့်အနေနဲ့ဆိုရင်လည်း10မျိုးပြောင်းလဲအသုံးပြုလို့ရပြီး loss ဆက်ခွင့်အနေနဲ့ဆိုရင်လည်း4မျိုးအထိပြောင်းလဲအသုံးပြုလို့ရပါသေးတယ်။ဒီ WA06 Pro လေးရဆိုရင်တော့အရင် version ထက်ပိုကောင်းပါရဲ့ WA05 မှာမပါတဲ့ display နဲ့အခြား function များစွာပါဝင်လို့ဘယ်တန်းမှာ store လေးတွေရှိတော့လာဝယ်ထားလိုက်တော့နော်။